Fronti ရောဆုရှင်ဖြစ်ချင်တယ်ဆိုတော့ Rafinha ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမား Rafinha က Blondy ရောဆုရှင်ဖြစ်လာဖို့အတွက်စိတ်ကူးယဉ်မိပေမဲ့ဘာစီလိုနာအသင်းနဲ့အတူရာသီကုန်မှာဆုဖလားတွေကင်မြောက်ခွင့်ရဖို့အတွက်သာပိုပြီးအာရုံစိုက်ထားတယ်လို့ဝေဖန်ခဲ့ပါတယ်Rafinha ဟာဒီနှစ်ဘောလုံးရာသီမှာတော့ဘာစီလိုနာအတွက်ရောဘရာဇီးလက်ရွေးစင်အသင်းအတွက်ပါအထူးခြေစွမ်းပြနေတဲ့သူပါဘာစီလိုနာအတွက်ကစားထားတဲ့လာဂီဂါ28ပွဲမှာ73ဂိုးသွင်းပြီးဂိုးဖန်တီးမှု8ကြိမ်လုပ်ထားတဲ့ Rafinha ဟာဘရာဇီးအတွက်ကစားခဲ့တဲ့2026ကမ္ဘာဖလားခြေစစ်ပွဲ9ပွဲမှာလည်း9ဂိုးသွင်းပြီးဂိုးဖန်တီးမှု2ကြိမ်လုပ်ခဲ့ပါတယ်ဘရာဇီးကနဝင်ကစားသမားဟောင်းဖြစ်တဲ့Romario နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Rafinha က Bronty ရောဆုအကြောင်းတွေးမိတာတော့အမှန်ပဲဒါပေမဲ့ရာသီကုန်မှာဘာစီလိုနာနဲ့ဘလောက်ထိအောင်မြင်မှုရအောင်ဆွမ်းဆောင်သွားနိုင်မလဲဆိုတာအဓိကအဆုံးအဖြတ်ပေးသွားမှာပါအခုလိုအချိန်မျိုးမှာ Blondy ရောဆုအကြောင်းအရန်တွေးနေမယ်ဆိုရင်အာယုံများနိုင်ပါတယ်အရေးကြီးတာကစားခွင့်ရတိုင်းမှာခြေစွမ်းပြနိုင်ဖို့ပါပဲဆိုပြီးတော့ဖွင့်ရခဲ့ပါတယ်ကဲပရိသတ်တွေရော Rafinha က Blondy ရောဆုရှင်ဖြစ်လာမယ်လို့ထင်လား